ကိုယ့်ဘောမကောင်းတဲ့လူတယောက်ကိုမစွန့်နိုင်တဲ့အဓိကအကြောင်းရင်းကမျောလင့်ချက်ကြောင့်ပါကိုယ့်စီကိုပြန်ပြီးတော့လာမယ်လို့ထင်နေတဲ့မျောလင့်ချက်ကိုယ်ပြန်ပြီးတော့လာတောင်းပန်လိမ့်မယ်လို့ထင်နေတဲ့မျောလင့်ချက်အဲ့ဒီမျောလင့်ချက်တွေဖြစ်လာတဲ့အဓိကအကြောင်းရင်းကလည်းယုံကြည်မှုကြောင့်ပါဒီလူတယောက်ကိုပဲကိုယ်ကယုံကြည်ထားတယ်ဒီလူတယောက်ကိုပဲကိုယ်ကယုံကြည်ပြီးတော့ကိုယ့်ရဲ့အချစ်တွေကိုယ်မှရှိနေတဲ့အရာတွေအားလုံးကိုယ်ကသူ့ကိုပုံအောထားတယ်သူ့အတွက်ကိုယ်ပေးဆက်ထားတယ်အဲ့လိုမျိုးကိုယ်အရန်ယုံကြည်ရတဲ့လူတယောက်ကကိုယ့်ဘောကိုမကောင်းတာတွေလုပ်သွားတယ်ကိုယ့်ဘောကိုအသုံးချသွားတယ်ဆိုတာကိုကြားရတဲ့အခါမြင်တွေ့ရတဲ့အခါမှာကျွန်တော်တို့အနေနဲ့အရန်ခံစားရမယ်ဆိုတာကိုကျွန်တော်လုံးဝနားလဲကျွန်တော်ခံစားပေးလို့ရတယ်တချင်ထဲမှာလည်းကျွန်တော်သိစေချင်တဲ့အရာကဘာလဲဆိုတော့ကိုကိုအပြစ်တင်စေချင်မှုကိုမဟုတ်တဲ့စကားလုံးတွေကိုမကောင်းတဲ့စကားလုံးတွေပြောပြီးတော့ blame လုပ်တာအပြစ်တင်တာကိုမကောင်းတဲ့လူတယောက်လိုမျိုးခံစားရအောင်လုပ်လိုက်တာမျိုးတွေကိုလည်းကျွန်တော်မဖြစ်စေချင်ဘူးအဲ့တော့ကျွန်တော်ကဘာလုပ်စေချင်လဲဆိုတော့ဒီနေ့ကနေစပြီးတော့ကိုယ့်အတွက်အကျိုးရှိတဲ့အရာလေးတွေကိုတနေ့ချင်းလုံရင်းရနေပြီးတော့အချိန်တခုရောက်လာတဲ့အခါကျရင်မျောလင့်ချက်ဆိုတဲ့အရာကပြန်ပြီးတော့ရလာပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီမျောလင့်ချက်ကကိုယ့်ကိုအသုံးချသွားတဲ့လူတစ်ယောက်အတွက်မဟုတ်တော့ပါဘူးကိုယ့်အတွက်ဖြစ်သွားပါလိမ့်မယ်ကိုယ့်ရဲ့အနာဂတ်အတွက်မျောလင့်ချက်အသစ်တွေထပ်ရလာပါလိမ့်မယ်အဲ့ဒါကြောင့်လူတွေလည်းပြောကြတာလူတစ်ယောက်ကိုနာကျင်စေတာကလည်းမျောလင့်ချက်ပဲတဲ့ဒီချိန်ထဲမှာပဲအဲ့ဒီလူတစ်ယောက်ကိုရှေ့ဆက်သွားဖို့အတွက်တွန်းအားတစ်ခုကလည်းမျောလင့်ချက်ပါပဲတဲ့အဲ့တော့ကိုကဘယ်မျောလင့်ချက်ကိုရွေးချယ်မှာလဲကိုနာကျင်စေတဲ့မျောလင့်ချက်တွေကိုစုပ်ကင်ထားမှာလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့အနာဂတ်အတွက်ကိုကိုရှေ့ဆက်ဖို့အတွက်တွန်းအားတစ်ခုဖြစ်မဲ့မျောလင့်ချက်တွေကိုကိုကယူပြီးတော့ကိုယ့်ရဲ့ဘဝအတွက်ရှေ့ဆက်မှာလားကိုယ့်ရဲ့ရွေးချယ်မှုမှာမူတည်ပြီးတော့ဒီမျောလင့်ချက်ဆိုတဲ့အရာကိုအဓိပ္ပာယ်လူတွေကဖွင့်ကြတာပါ